ဒီပုံစံလေးကျွန်တော်သဘောကျမိလို့ပါအောက်မှာလည်းသူကအပေါက်ပိတ်နေအောင်လို့လုပ်တဲ့ညီတန်းလေးပါနော်ဒါတော့ကျွန်တော်တို့flight ခွေလိုက်မယ် flight ခွေပြီးလို့ရှိရင်ဒီတကားနဲ့ကျွန်တော်တို့ချိန်ပြီးတော့လုပ်သွားတာပါတကားဘိန်းနဲ့ပေါ့နော်ကိုယ့်ရဲ့တကားဘိန်းကဘယ်လောက်အမြင့်ရှိလဲဘိန်းကတပိန်းအမြင့်မတူလို့ပါနော်ဒီမှာကတော့အဲ့ဒါကြောင့်တကားဘိန်းနဲ့ကိုယ့်အမြင့်ချိန်ပြီးတော့ဒါကျင်ွယ်ကျိုးချိုးရမှာပေါ့နော်ကျင်ွယ်ကျိုးဖြတ်မယ်ကျင်ွယ်ကျိုးဖြတ်ပြီးတော့ဒီကောင်ကိုကျွန်တော်တို့လောက်လိုက်ရတာတခုကတော့စီတယ်ဒီကောင်ကျွန်တော်တို့ပြောင်းပြလှန်လိုက်ရတာဒီပါโอเคဒီကောင်ပြောင်းပြလှန်လိုက်မယ်အဲ့တော့မှကိုကခဏအတိုင်းမှန်မယ်ဆိုရင်အခုဒါကနေမှန်မယ်နော်ညီကိုတော့မသိကျွန်တော်တို့သဘောကျတယ်ကျွန်တော်တို့ဒါလေးကိုတော်တော်လေးကိုသဘောကျတယ်ဒီမှာဒါဆိုကြည့်တာအောက်ကအပေါက်လေးလောကပိတ်သွားပြီလို့ပြောလို့ရတယ်